သွေးဝန်းကိုဘယ်လိုကာကွယ်လဲဆိုတော့ကျွန်တော်လုပ်တဲ့ပုံစံပေါ့နော်တခြားလူတွေဘယ်လိုလုပ်တယ်တော့ကျွန်တော်လည်းမသိဘူးအဓိကကကျွန်တော်ကဒီကြက်တောက်တဲ့ရေကိုပေါ့တန့်ရှင်းအောင်အဓိကထားတယ်ဒီကြက်တောက်တဲ့ရေဘုံတွေကျွန်တော်ကပြောင်းအောင်ဆေးတယ်ရေဘုံတွေကျွန်တော်ကကင်ကြည့်တယ်ချွဲနေလားဘာလားပေါ့နော်ကျွန်တော်ကတနေ့ကိုရေဘုံဆိုလို့ဆိုရင်တနေ့ကို2 ခါပုတ်ဆေးတာတေးချာပုတ်ဆေးတာအထဲမှာသူကခွက်တမပေါ့နော်ရေဂျိုးတွေဆေးကြီးတွေအဲ့လိုမျိုးကြံနေလားအမျိုးတန့်ရှင်းအောင်ထားတာပေါ့နောက်တစ်ခုကကျွန်တော်ရေဘုံတွေပါကင်တော့မယ်ဆိုလို့ဆိုရင်ကြက်ရေတောက်ဖို့ကြက်ဆေးတိုက်တော့မယ်ဆိုရင်ရေဖြော်တဲ့ခါမှာကျွန်တော်တို့ကလက်မှာစီတွေပေနေလားဘာလားအဲ့ဒါမျိုးတွေကကျွန်တော်တို့ကတေးချပြီးဟိုဂရုစိုက်တာပေါ့ဒါကကာကွယ်တဲ့အပိုင်းပေါ့ဝင်ရောဂါကတော့ကျွန်တော်အမြင်ပြောရရင်တော့အဓိကသူကရေရနေစဖြစ်တာပဲရေကနေစဖြစ်တာပဲရေမတန့်တာပဲဖြစ်ဖြစ်ဒီကြက်တောက်တဲ့ရေဘုံတွေမဆေးတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေကနေစပြီးတော့ဖြစ်တယ်လို့ထင်တာပဲအဲ့လိုမျိုးလောက်နေတဲ့ဂျာတွေကမှဖြစ်လာခဲ့ရင်တော့ကျွန်တော်တို့ကိုတတယ်ဆိုရင်တော့ကျွန်တော်တို့ကတိုကော့တိုက်တယ်တွဲဝန်းဆိုရင်တော့တိုကော့တိုက်တာပေါ့နော်တိုကော့တိုက်တာပေါ့အကယ်၍တိုကော့တွေပါဝယ်မရဘူးဆိုရင်တော့ကျွန်တော်တို့ကနေယိုမတင်တို့ဘာတို့အဲ့ဒါမျိုးတွေပဲတိုက်တာပေါ့အဲ့ဒါအောင်မှကျွန်တော်တို့ကမနက်ပိုင်းကိုတကြားအရင်တိုက်လိုက်တယ်တကြားတိုက်လိုက်ရင်တော့ကျွန်တော်တို့ကဒီဝန်းကိုအနည်းနဲ့အများတော့ထိန်းသွားပေးတယ်ဒါကကျွန်တော်ကြုံဘူးတလောက်ပေါ့နော်တကြားတိုက်ရင်သူကဝန်းအနေနဲ့ထိန်းသွားတယ်တိုကောမရရင်ပြောပါနဲ့တိုကောရရင်တော့တကြားတိုက်တရားမလို့ပေါ့နော်တိုကောမရခဲ့ရင်မနက်ပိုင်းကိုတကြားတိုက်လိုက်တကြားတိုက်ပြီးသွားလို့ရှိရင်2 နာရီပေါ့နော်တကြား2 နာရီလောက်တိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ထုတ်ပြီးတော့ဒီဝန်းဆေးတစ်ခုခုပေါ့ကျွန်တော်ကအဲ့လိုမျိုးလောက်တာပေါ့နော်အဓိကကတော့သွေးဝန်းဆိုရင်တော့ကျွန်တော်တို့တိုကော့တော့ရအောင်ဝယ်တယ်သူကတိုကော့တော့တကယ်ကောင်းတဲ့ဆေးပဲအဲ့ကောင်ကတရက်ပဲတိုက်ရတယ်ပျောက်သွားတာပေါ့နော်ဒါပေမဲ့တချို့ဒေတာတွေမှာဝယ်လို့မရဘူးဝယ်ရခက်တယ်ဆိုရင်တော့ကျွန်တော်ပြောသလိုပဲမနက်ပိုင်းတကြားလေးနဲ့တိုက်ရင်တော့နည်းနည်းထိန်းသွားတယ်ဝန်းနည်းနည်းထိန်းသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီဝန်းဆေးတစ်ခုခုအဲ့ဒါမျိုးတွေကျွန်တော်တို့ကတိုက်ပေးလိုက်တာပေါ့ဒါဆိုရင်တော့တော်တော်လေးအဆင်ပြေသွားတာပေါ့ဒါကဆေးတွေပါတယ်ကျွန်တော်ပြောတဲ့တိုကော့ဆေးဝယ်လို့မရခင်အနည်းနည်းလေးသွားတာပေါ့အဓိကကကျွန်တော်တို့ဒီဝန်းယောဂကိုကာကွယ်မယ်ဆိုရင်တော့ကျွန်တော်ကရေကိုတန့်ရှင်းအဓိကထားပြီးလုပ်တယ်ကြက်တောက်တဲ့ရေဘုံတွေရေခွက်တွေကိုကျွန်တော်ကပြောင်းဆေးတယ်တနေ့2 ကြိမ်ဆေးတယ်ဟိုဆေးတဲ့အပြင်ကျွန်တော်ကကင်ကြည့်နေတယ်အထဲမှာသူကဟိုခါကြိုက်ရင်ချွဲနေတယ်ရေခွက်တွေမှာချွဲနေတယ်အဲ့လိုမျိုးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်းယောဂဖြစ်ဖို့ရခိုင်နှုန်းများတာပေါ့နောက်တစ်ခုကကျွန်တော်တို့ကြက်တောက်တဲ့ရေတန့်မတန့်ကျွန်တော်တို့ကကြည့်တာပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်လောက်တဲ့ပုံစံကတော့အဲ့လိုမျိုးလောက်တာပေါ့ဒါကာကွယ်တာပေါ့အဓိကကတော့ကျွန်တော်တို့ကကာကွယ်ရမှာပဲလေဒီဘယ်လိုပြောမလဲဒီဝန်းရောဂါဖြစ်ရင်ဆုံးရှုံးမှုကနည်းနည်းများတာပေါ့များတယ်ဆိုတာကအသေးပြောက်လည်းရှိသလိုဝန်းရောဂါဖြစ်ပြီဆိုရင်ကြက်ကရှိပြီးသားဝိတ်တောင်ပြန်ဆင်းသွားတယ်ဒါကြောင့်ကျွန်တော်တို့ဝန်းရောဂါကိုအဓိကထားပြီးတော့ဂရုစိုက်ပြီးတာပေါ့နော်